လေးချီမဲဆောက်မှာရောက်နေပြီမို့လို့ခွန်ရောခုဒီမှာ try အောင်လုပ်ရပါမယ်ဒီဟာလေးမှာချင်တော့ဒီမှာသွားပြီးတော့မှာလို့ရပါတယ်ခွန်ရောရှိမှလည်းလာမှာလို့ရပါတယ်ထုတ်ပူမှုပုံစံလေးရာတကယ်လက်ဆောင်ပေးလို့လည်းအရင်ကောင်းပါတယ်နော်ပထမဆုံးကတော့ခွန်ရောလိမ်မော်ရတောက်တောက်လေးကိုခွန်ရောဝတ်ပြလိုက်ပါတယ်ဘောင်းမိရတဲ့နောက်ကတရေပြားနဲ့ပါအရင်လာပါတယ်ပုပပကြိုက်တဲ့လူကတော့ဒါလေးကိုရွေးပေါ့နော်အတူမကြိုက်ဘူးအရှိကြိုက်တဲ့လူကြတော့ဒီဟာလေးကိုရွေးပါနော်လုံးဝအသားကလည်းပြောစရာမလိုပါဘူးပြီးတော့သူကခါလာနဲ့လိုက်အောင်လို့ကိုဆက်ပေးထားတော့အဆင်ပြေပါတယ်ဒီအင်ကြီးဒီဇိုင်းလေးကကော်လန်လေးကအရင်လာပါတယ်နော်ပြီးတော့ဖင်းကြီးကတော့ပုပဝတ်ထားလို့ရမယ်အင်ကြီးလေးနော်နောက်တစ်ခုကတော့ခေါင်းဝင်ပါခေါင်းဝင်ဝတ်လိုက်ပြီဆိုရင်လုံးဝကိုပို့ပါသွားလို့ခံစားရပါတယ်အင်းကြီးရတဲ့အရန်ပို့ရယ်နော်ဒီဟာလေးဝတ်လိုက်တာအရန်ပို့ပါသွားပါတယ်တခါတလေခေါင်းဝတ်ချင်တဲ့သူရဲ့ဒီဇိုင်းလေးရတယ်မစိုးဘူးလို့ပြောရပါမယ်office ရွေးနေအပေါ် top ကိုရွေးပြီးတော့အောက်ကိုဘာဝဲရမှမသိရလို့တော့ဒီဟာအရင်တင်တော့ရယ်နော်သူကအယောင်နဲ့လိုက်အောင်လို့စီစဉ်ပေးထားပါတယ်ဈေးနှုန်းတွေရတဲ့အပေါ်က1ဆောက်ကိုမှ300ကျော်400ကျော်ဝန်းကျင်လေးပဲဆိုတော့အရန်တန်ပါတယ်ကိုကြိုက်တဲ့ဒီဇိုင်းမျိုးစုံကိုမှာပြီးဝယ်လို့ရပါတယ်ခွန်ယိုဒီဟာတော့ခွန်ယိုတော့အရင်လူကြီးဆန်လို့ခံစားရပါတယ်သူ့လက်ဖောင်းဒီဇိုင်းလေးရယ်ပြီးတော့ရင်ဘက်မှာလုပ်ထားတဲ့ကျိုးလေးရယ်ဒီဇိုင်းလေးကတော့အစားလေးပေါ့နော်အရန်ဖြူစွနေရတတိထားပြီးတော့ဝေးရပါမယ်ပြီးတော့ဒီမှာခရဲရောင်လေးဆိုလည်းအရန်လှရယ်နော်ခဏကိုယ်ပေါ်မှာလုံးဝ body fit လည်းဖြစ်တယ်ခွန်ယိုခုမှာတာကတော့ medium size ပါ lens size အကြီးတစ်ထည်ရှိပါသေးရဲ့နော်အညိုလေးကတော့ခွန်ယိုနဲ့တိတ်မလိုက်ပါဘူးပန်းအောင်ဆိုလို့ရှိရင်မျက်နှာလေးကိုဝင်းသွားပဲ color ရွေးရရမှာလည်းအရန်ရေးကြည့်ရယ်နော်ကိုယ်သားမဲနေလို့မဟုတ်ဘဲနဲ့ကိုရွေးတဲ့ color ပေါ်မှာမူတည်ပြီးတော့အသားရောင်ကတော့ပြောင်းလဲသွားပါရဲ့ဒီပန်းရောက်လေးဆိုရင်လည်းအရန်ပုတ်ပါရဲ့နော်နောက်ဆုံးအနေနဲ့ခွန်ညိုခေါင်းဝဲတစ်ထည်ဝတ်ပြပါမယ်ဒီခေါင်းဝဲလေးကတော့အရန်လေးပါတယ်သူတုံးထားတဲ့ဇာတွေတော့ကြဲ့သေးတွေရောနည်းနည်းလေးတယ်ပေါ့နော်ပုတ်ပါတော့မဆန်ပါဘူးဒီလိုဒီဇိုင်းလေးကိုကြိုက်တဲ့လူတွေတော့ပါတော့အရန်တင်တော့ပါရဲ့ခွန်ယိုဝတ်ပြတဲ့အင်ကြီးလေးတွေမှာချင်တော့ဒီမှာတော့ပြီးတော့မှာလို့ရပါတယ်မဟုတ်လို့ရှိရင်လည်းခွန်ယိုရှိမှလည်းဒါမှာလို့ရပါတယ်ကုန်နာရမ်းမျက်နှာမို့လို့မြန်မှာပို့တော့လိုရယ်နော်အင်းလေးချီသားရုံမှာကိုယ်တိုင် fitting ကြချုပ်ချင်တဲ့သူများလည်းချုပ်လို့ရပါရဲ့နော်ဒီနေ့ဘလော့ကဒီလောက်ပါပါရှင်စောင့်နေကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်